ရှင်တို့တရေကြမနေနဲ့ရှင်တို့တရေကြနေစီတမင်းတစ်ပကံလုံးကုန်သွားပြီကိုကြိုက်တဲ့အစားအစာဆိုရင်တော့ကုန်နေတစ်ပကံလုံးကုန်သွားပြီနော်ပဲပြုတ်ပင်းနေကြံနေတာစီတမင်းကိုလို့ short ထဲလို့ပဲပြုတ်နေလို့အုံးကြီးကိုပို့ထည့်ခိုင်းလို့ရတယ်လို့ဟို1500ဆိုလဲလို့1500ပေးလိုက်လို့အဒီခါကိုမှားတာအဲ့တော့စီတမင်းအများကြီးမစားနိုင်စီတမင်းကလေပူတယ်လေထတယ်လေအရန်ကြိုက်လို့လားစားတာဒါပေမဲ့အဲ့စီတမင်းကို short လိုက်ပဲပြုတ်နေအုံးကြီးကိုပို့ထည့်ငញ្ញကြောက်ရတယ်30သားကိုအခု30သားကိုငញ្ញကြောက်အသားမြောင်းနေ1800 2000တော့ဈေးတွေကိုတစ်ခါခါရောက်လို့ရှိရင်မျက်လုံးတွေကိုပြူးပြက်ထွက်နေတာပဲသိလားအော်ကိုကဈေးသိပ်သွားတယ်သူမဟုတ်တော့မခိုင်လို့ပဲသွားကိုကကိုစားချင်တဲ့ရက်ကြရင်သွားမိတဲ့ခါကျရင်အော်ကိုကဘိုင်းမှမသွားဘူးလေဈေးကအဲ့ဒီခိုင်မဲသွားငញ្ញကြောက်တို့မစုံကြောက်တို့ကြောက်ကိုတိုင်းသွားတယ်ကိုဝင်နေကြဆိုင်နေရှိရအဲ့ဆိုင်တွေကကိုဝဲမှသူတို့နဲ့ကြတော့သူတို့ကမသိဘူးလေမကိုက်တော့တာကေတာနေရကြီးရန်ကုန်မှာနေရမဟုတ်တော့မသိတဲ့ခါကျရင်သူတို့ကိုနည်းနည်းသိပ်မကောင်းတာတွေထဲမှာဆိုကိုကြောက်လို့ရှိရင်မတည့်ရလိုက်ကြတယ်ဟာအဲ့လိုရင်တော့နေဈေးရောက်နေရဝယ်နေကြဆိုတော့လုံးဝရှယ်ပဲပစ္စည်းတွေကငန်းကြောက်လည်းပေါ့ရွှွတ်နေရပဲစီစိတ်ကြီးသမီးကဒီညစ်ထားတာအဲ့ဒီကလေအခုလိုအချိန်မှာပေါ့ပေါ့ပါအဲ့ရထားပေါ့ပေါ့ပါပဲအလုံးလုံးရရင်လို့မြင်နေရင်အရင်ကစူးစမ်းခဲ့ရဟုတ်ရနောက်တဲ့လာမယ်2026မှာစူးစမ်းရအောင်မယ်အရန်ပြန်စူးစမ်းရမယ်ဘာလို့လဲဆိုတော့ဆိုင်ဖွင့်ပြီလေဆိုင်ဖွင့်ပြီဆိုလုံးဝမအားတော့ဆိုင်ကိုလုံးဝသွားထိုင်မှရမှာဆိုင်ငန်းနဲ့ပြစ်သွားရခါရောဆိုင်ကိုထိုင်ပေးနေမှရမှာဘာလို့လဲဆိုတော့အနေရည်အများကြီးရှိတယ်အဲ့တော့မိမသားတယောက်တည်းရုံးခဲ့နေရတာလွယ်တာတော့မဟုတ်ဘူးသိလားဒါပေမဲ့ခုနမခိုင်ပြောသလိုပေါ့မကြီးတတိရှိရယ်လှုပ်ရဲရယ်ပြက်သားရယ်အရာရာတိုင်းကိုပြက်သားရယ်အဲဒီကိစ္စတစ်ခုကိုပြက်သားပြီလို့တွေးလိုက်ပြီဆိုလို့ရှိရင်အဲ့အရာကိုလုံးဝပြက်သားသွားပြီဘယ်တော့မှမကြီးကလှည့်မကြည့်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကိုနဲ့မသက်ဆိုင်တော့ဘူးလို့သတ်မှတ်တယ်မခိုင်ရအမြဲပြောတာမကြီးစိတ်တူအဲ့ရမထင်ရဘူးကွာသိလားအဲ့လိုပုံစံလေးကကြည့်လိုက်လို့ရှိရင်မာနာမကြည့်ဘူးသဘောကောင်းတယ်စိတ်ထားကောင်းတယ်အဲ့လိုပဲအများအမြင်နေပဲဒါပေမဲ့အထဲထဲမှာကြတော့အဲ့လိုမဟုတ်ဘူးအမှတ်ကြီးရယ်မှတ်ထားရယ်မခေါ်တော့ဘူးဆိုမခေါ်တော့ဘူးအဲ့လိုတယောက်စကားမပြောအမေးပါနဲ့တော့အမေရှိတော့စကားမပြောအမေနဲ့3နှစ်ကြာတယ်လုံးဝ3နှစ်ကြာတယ်လေကအတက်စင်တော့စကားမပြောဘူးကိုကိုပြန်ခေါ်မှကြိုက်တယ်နောက်ဆုံးအမေကဆဲဆိုပြီးတော့ကောင်းမရဲ့နင်ခေါ်ပါတယ်ဟဲ့ငါ့ကိုမခေါ်တော့ဘူးလားဘာညက်ကွေးကွာမှာခေါ်မယ်အဲ့လိုမျိုးကိုရဲ့စိတ်ကကိုနဲ့စကားများတဲ့သူကဘာသူပဲဖြစ်ဖြစ်ကိုအရင်ခေါ်မှကြိုက်တယ်ကိုကမခေါ်ဘူးတော့တောင်းဆိုရင်အဲ့ဒီခိုင်ဟုတ်လားဟုတ်တယ်မအားကြောင့်စကားမများအောင်လည်းနေပါတယ်ဘယ်သူနဲ့မဆိုစကားမများအောင်နေတယ်ပေးမယ်ကဲမယ်ကျွေးမယ်အဲ့ဒီခိုင်သူဖျားရရကိုပြီးပြီမခိုင်အောင်လည်းကံကောင်းတဲ့ကောင်လေးတယောက်နဲ့တွေးစီချင်ပါတယ်ဒါတကယ်ပါတကယ်တွေးစီချင်ပါတယ်မနေ့ကမှပူတဲ့ထမင်းတွေပေါ့စီတမင်းရဲ့ငါထောက်အရန်စားချင်တာစီတမင်းကလေပူပူလေးမှစားကောင်းတာရာသီဥတုအေးရယ်ဆိုရင်ဒီမှာငရမ်းချောက်ပုတ်စီစိန်ထားတာအဲ့ဒါနဲ့စားချင်တာဘေးနားမှာမခိုင်မြုံနေပြောလို့လည်းမရအောင်စိတ်ညစ်တယ်အာရုံပဲလို့ဟဲ့လားသူကထမင်းကြော်စားလာတာနည်းနည်းပဲစားနိုင်တယ်များများလည်းမစားနိုင်ဘာဖြစ်လို့ဝါနေလဲဆိုတော့လည်းကိုယ်လည်းမသိတော့ဘူးဒါပေမဲ့အပြင်မှာတွေ့တော့တော်တော်များများပိန်တယ်လို့ပြောပါတယ်ကင်မရာထဲမှာဝါဟုတ်လားတွေ့ဘူးလေသူလေမခိုင်ဆမ်းပါ ခိုင်သမင်းစားလို့ရှင်ဘယ်လိုစား3လုံးပဲ3လုံးပဲစားရလေပြီးစားမစားတာနည်းနည်းပဲစားတာမရသမင်းအများကြီးမစားဘူးနည်းနည်းပဲစားပြီဘလို့ဝါမယ်နေရတယ်ဝါနေလေးလေးလာတဲ့ဟာဝါနေရတာပဲသမင်းစားတာခိုင်အဲ့တော့တကယ်စားဒါပေမဲ့မကြီးသမင်းမစားဆိုပဲမကြီးကြိုက်တဲ့အစားအစာတွေဝိတ်တက်စီရပါမုတ်ကြိုက်တယ်ပါမုတ်တွေစားရတယ်ပါမုတ်တအားကြိုက်တယ်ပါမုတ်နဲ့ကျုံနဲ့စားရတယ်ကျုပ်ကြိုက်တယ်မေးကြည့်နော်ကျုပ်ဟပ်ပွိုင်းနေတောက်တယ်အဲ့တော့ဝိတ်ကတက်ပြီပေါ့သမင်းကတော့အဲ့လောက်ထိကြိုက်တယ်သမင်းကအရင်ကြိုက်တာငပိရတိုးစရာလဲဆိုတအားစားတယ်ဒါပေမဲ့ငပိရတိုးစရာကြီးကလည်းတအားကြီးမစားရဘူးဒါမှန်တာပဲပြောတာလीနော်သွေးတိုးမှကြောက်တယ်လीကိုက43နဲ့ရောက်လာတော့နည်းနည်းဆင်ကျင်ရတော့တခါတလေမှတအားကြီးစားချင်တဲ့ရက်ကြိုက်စားရင်ကိုတယောက်တည်းတော့မစားဘူးတက်တော်တွေကသူတွေကဒုက္ခပေးလိုက်တယ်ဘလော့ရိုက်ပြီးစားပေးလိုက်တယ်အဲ့တော့အကုန်လုံးဒုက္ခရောက်တာပေါ့ကိုတယောက်တည်းမဟုတ်ဘူးလေ43ဆိုအသက်ကိုညံစောင့်နေရတယ်တစ်ချက်မှားလို့မရငါ့ကိုမြောက်ပြေးပြီးတော့ရိုက်ကြတာပြောချင်တဲ့ပုံစံကညနေတင်းညရင်မျက်စောင်းဖုံးနေရပေါ့လေဟုတ်ပါဘူးပြောပြသူလည်းမတိမ်မရဲငါလာဖဲ့နေကြောက်လောက်ပဲကွာတာအဲ့မောအသက်ရွယ်ရတော့ငယ်ရကြီးတာမရှိပါဘူးဘယ်သူမှဆိုလေဒါပေမဲ့စင်ကျင်နိုင်တော့ပိုကောင်းတာပေါ့နော်ဘာဖြစ်လို့ဆိုမာကြီးတို့တွေက
43နဲ့ရောက်လာတဲ့အခါကျတော့ပြုတ်ကြရင်အယိုးတွေကမဆက်ဘူးအယိုးကျိုးရင် တော့မဟုတ်ပါရဲ့ဟိုဘက်ဒီဘက်လှည့်လဲတော့ခါကြိုက်ခါမြက်သွားတာ ခါမြတ်သွားအမောင်လေးတယောက်ရှာနှစ်ကန်းလေးပေါ့ကျွတ်နဲ့မောင်လေးရဲ့လုတ်ပါအောင်တဲပါအောင်ဟုတ်တယ်မလားဥမာပြပြပေါ့ကော်ဖီရောလဲအဲ့ရမလို့ခင်နေကပျော်တာအေးနေပြီမာကြီးကလေဖုန်းဆိုရင်မာကြီးကြိုက်နေကြ14ဖုန်းကိုအရင်ကြိုက်တာမာကြီး iPhone 14အားကြိုက်တယ်ပေါ့နော်အဲကြွားပြောတာမဟုတ်ပြောပြမယ်နော်ဒီမှာ iPhone 16ဒါမာကြီးဖုန်းတွေပေါ့အခုဆိုရင်မာကြီး iPhone 18နဲ့ရိုက်ရတာပြောပြမယ်မာကြီးက14နဲ့ပဲရိုက်ချင်တယ်16နဲ့ပဲရိုက်ချင်တယ်ဗီဒီယိုခုနရိုက်ပြီးသွားပြီအကုန်လုံးပြက်သွားတယ်အမြဲတမ်းအဲကြောင့်ကိုကကြိုက်တာတော့14ကိုပဲကြိုက်တယ်ကိုကိုစောက်ရှောက်နေတဲ့ပုံကူတွေက18ပဲကိုင်းစီခြင်းတယ်ခြင်းတယ်အမြဲတမ်း18နဲ့ပဲရိုက်လို့ရတော့တယ်လူကြားရောက်ရှင်လဲအဲ18ကြီးထုတ်တော့ပြီးရိုက်ရတာမာကြီးကမရိုက်ချင်ဘူးမေကြီးသူတို့တွေကအမြဲဟဲ့မာကြီးရိုက်ပါကိုမှရှိတာပဲဟင်းမလုပ်ချင်ဘူးလေနော်ဟိုကိုမှ14လက်ရှိ16လက်ရှိကိုပစံအိတ်ကဘလို့ဖြစ်လဲဆိုကိုပစံအိတ်ကိုဆွဲရင်းနဲ့ရုပ်ကြတယ်အရွယ်အိုတယ်ဘာလို့ဖုံးသုံးလုံးနဲ့တင်လဝိတ်ကလေးနဲ့ကိုအိတ်ကြီးတစ်လုံးကအန်ဒီကိုင်းအောင်ပြလိုက်ပြီးတော့အန်ဒီကိုင်းကခုနမဟာသမ ्या တုတ်ရော့နေဘာလာပြောလို့မာကြီးတဲ့မဟာသမ ्या တုတ်ကတဲ့ခုနှစ်တုတ်ရှိတာမာကြီးတုတ်နဲ့ကျမတုတ်နဲ့မတူအေးဘဲတူမလဲညီကကြာဆန်တုတ်ငါစမှုစာတုတ်လို့ပြောလိုက်တယ်ကိုချိုးကြောင်ကြီးမနှဲစာတော့စီတမင်းမာတာစီတမင်းတော့ဝယ်လာပါတယ်ဟိုတနေ့ကပြောမယ်ရှင်တို့ကျမတိုင်မယ်အန်ဒီကိုင်းကိစ္စကျမမနဲ့မိုးလင်းရေလို့ကောင်းကြီးငချိတ်အမဲစားခြင်းနေကျမမနဲ့မိုးလင်းရောကျမရဲ့အုပ်ဆောင်ဖွဲ့တယ်မှာကောင်းကြီးငချိတ်အမဲလည်းရှိတယ်ကောင်းကြီးပြတ်မောင်းလည်းရှိတယ်ဘာလို့လဲမရမာကြီးရဲ့ခိုင်းရရောသွားတော့လေဘာပဲပြောနေနှစ်ခုဝယ်ထားလိုက်တယ်မာကြီးတစ်ခုစားမှာပဲအသေးလေးနဲ့သူနဲ့ညင်းနေတာအဲ့လိုမျိုးအခုမဟာသမ ्या တုတ်မှာတဲ့သူ့ရဲ့တုတ်နေကျမစာအုပ်တွေကတုတ်နေမတူလို့တဲ့မတူဘူးဆိုတာလို့ကျမကလို့ကျမကသွားမဲ့လမ်းတက်လန်းလို့မခိုင်ရသွားမဲ့လမ်းတက်လန်းဆိုကျမတို့နှစ်ယောက်ခုတည်းကစာအုပ်မတူဘူးလို့သူအဲ့လိုပြဿနာရှာတာသူတယောက်တည်းပြဿနာရှာနေရဖျားရှိကိုခိုင်းနေသူပြဿနာရှာသူကျမဖျားရှိကိုခိုင်းနေကျမနားမှာပဲနေပြီးတော့လေကျမကိုပဲဝှရှော်ရမယ်မိဘူးတိုင်းရမယ်ကျမကိုထမင်းနေကျွေးရမယ်ဟင်းနေကျွေးရမယ်မလုပ်ပါဘူးဒါကျမရဲ့အတ္တဖြစ်သွားမယ်လေလူတွေကနောက်ဆုံးတစ်ချိန်ဆိုတာကသိချင်းတရားပဲလေနော်အဲ့သိချင်းတရားကိုကိုယ်တိုင်ရင်ဆိုင်ရမှာဒါကြောင့်မို့သူတို့ဘဝလေးလည်းလှစေခြင်းနဲ့ကျမတို့ဥပုပ်ဆောက်ခိုင်းနေကျမတို့တရားထိုင်ရင်သူဥပုပ်မဆောက်နိုင်ဘူးတော့သူထမင်းညစာလည်းမစားဘဲနဲ့မနေနိုင်ဘူးသူဥပုပ်မဆောက်ဘူးဘာမဆောက်ကျမအခုမာကြီးကကြာသာပတင်းနေအပတ်တိုင်းပေါ့နော်မာကြီးရဲ့မွေးနေ့တိုင်းမာကြီးကပုံမှန်ဥပုပ်ဆောက်တော့မယ်ပေါ့နော်အသက်ကလည်း43ဝင်သွားပြီဆိုတော့ဘာသာရေးဆိုလည်းပုံမှန်လုပ်တယ်ပေါ့နော်အထက်ကခန္ဓာကိုယ်ထဲမှာလေဘလို့အရာတွေကနေလို့ကောင်းလဲဆိုလောဘဒေါသမောဟဖိနိုင်သမျှဖိလို့ရှိရင်နေလို့တအားကောင်းတယ်မာကြီးမှာစိတ်ဆိုးတတ်တာမရှိဘူးလားဆိုရှိတာပေါ့မာကြီးလည်းလူသားဖြစ်တယ်မာကြီးကဒေါသထွက်ရင်ဒေါသကြီးရယ်နော်ဒေါသထွက်ရင်ဒေါသတအားကြီးရဲ့အဲ့ဒီချိန်နေမှာဆိုရင်ကိုယ့်ကိုမနှဲထိန်ချုပ်ရတယ်တအားဒေါသကြီးရဲ့ပြီးအဲ့ဒေါသကြီးရဲ့ခါကျအဲ့ဒီလူတွေကိုမလုပ်ရရင်ကိုယ့်ကိုလှုပ်ချင်တာအဲ့ကားနဲ့သွားနေကားပေါ်ခုန်ချပလိုက်ချင်တာချက်ချင်းခုန်ချတာကားတကားဖွင့်ဘာလို့ဆိုမာကြီးကဖြစ်ပြက်နေတဲ့ခဏတာလေးတွင်မှာမခံစားခြင်းပဲရမှာပြီးသွားရောပေါ့ငါမရှိရင်ပြီးတာပဲအေးတာပဲဆိုအဲ့ဒီစိတ်ကိုခဏခဏလှုပ်လို့အားကြောင့်ငါ့ကိုစိတ်ဆိုးအောင်မလုပ်နဲ့စိတ်တုံအောင်မလုပ်နဲ့လို့ခဏခဏအကုန်လုံးပြောတာအဲ့ဖြစ်လာတဲ့ခဏတွင်မှာမာကြီးကမနေခြင်းတော့ဘာလို့ဆိုနေခြင်းကလည်းပူလောင်ခြင်းပဲလေနော်လူဘဝကြီးအဲ့လိုမျိုးဖြစ်တတ်တယ်ခဏခဏအားကြောင့်သူတို့မှားနေရခုံအုံနောက်မစားနဲ့ငါ့အုံနောက်မစားနဲ့အိတ်နေမနှိုးနဲ့အုံနောက်မစားနဲ့ပေါ့နော်အဲတော်တော်များများပြောတာပေါ့အဲသူကပြေးတော့မှကိုကပြေးဖို့နေတာစောင်းနေအိတ်လို့ကောင်းလို့ထားလို့တော့မရဘူးလို့နော်